ကာနာချိုကမန်ယူမှာထက်ချက်စီမှာပိုကောင်းလာတယ်ဘာကောင်းလဲဆိုတော့လူပေးတာတဲ့ချက်စီပိတ်သက်တွေကတော့တကယ်ဟာတာဟေပိတ်သက်များလုံးပဲမင်္ဂလာပါ Equity Sport ဇုံကနေပြန်လဲကြိုဆိုလိုက်ပါရယ်ချက်စီပိတ်သက်တွေအခုတလောဘာဖြစ်နေလဲသိလားရွာမာတုံးကစိုးပေတီနေတဲ့ကောင်လေးတယောက်မြို့ပေါ်ရောက်သွားပြီးသပင်ရွှေအောင်ဆုတ်လိုက်တာကိုမြင်ပြီးတော့ဟာဒီကောင်လေးကနိုင်ငံခြားစတိုင်မိုက်တယ်ဟေ့ဆိုပြီးတော့ဝိုင်းအွန်နေကြတဲ့ရွာသားတွေလိုဖြစ်နေပါရယ်တကယ်တမ်းအဲ့ဒီကောင်လေးအကြောင်းကိုအတီးဆုံးကတော့သူ့ကိုငငယ်လေးတဲကနေကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ Manchester United ဆိုတဲ့ရွာစော်ကြီးပါပဲအခုချက်စီပိတ်သက်တွေမြင်နေရတဲ့ဂါနာချွဲပုံစံနယူကာဆယ်နဲ့ပွဲကကစားပုံတွေဟာမန်ယူပိတ်သက်တွေအတွက်ကတော့စီဇန်1ကတည်းကနေကြည့်ဘူးတဲ့ဇလန်ဟောင်းကြီးပါပဲချက်စီပိတ်သက်တချို့ကတော့ပြောကြပါတယ်ဟိတ်ကောင်တွေဂါနာချိုကမန်ယူမှာဒုံးကနေမတူတော့ဘူးအခုဆိုရင်လူပေးကစားတတ်နေပြီတဲ့ဒီစကားကိုကြားရတာဘာနဲ့တူလဲသိပါလားကိုသားသမီးကထမင်းစားရင်ထမင်းလုံးမဖိတ်အောင်စားတက်လာတာကိုမြင်ပြီးငါသားလေးက genius ပါလားလို့မိဘတွေကဝမ်းသာအားရအော်ဟစ်နေတယ်လို့ပါပဲတကယ်တမ်းဘလုံးသမားတယောက်အထူးသဖြင့်တိုက်စစ်မှုတောင်ပန်ကစားသမားတယောက်အတွက်လူပေးကစားတယ်ဆိုတာကအခြေခံ basis ပါပဲကိုယူစရာမဟုတ်ပါဘူးမန်ယူပိတ်သက်မြင်မှာမင်းတို့ကလူပေးတာလေးတစ်ချက်လောက်နဲ့ပြောနေတာလားငါတို့စီမတုံးကအဲ့ဒီဘောလုံးကိုမပေးပဲရှော့ရှော့ကန်လို့ပေးသက်ခေါင်းထိမလို့ဖြစ်ခဲ့ရတာဘဏ္ဍာကရှိပြီလဲလို့ပြန်မေးချင်ကြမှာပါဂါနာချိုကလူပေးလိုက်လို့ကောင်းသွားတာမဟုတ်ပါဘူးကန်စရာအပေါက်ပိတ်နေလို့ဒါမှမဟုတ်ကန်ရင်လွဲသွားမှဆိုလို့ဘေးလူကိုပေးလိုက်တာကိုများ vision ကောင်းလာပြီလို့ပြောနေကြတာကတော့တကယ်ကိုတောက်ချိုးနေမြင်ပါပဲသူကသူခလုတ်တိုက်ပြီးရေတွင်းနဲ့ပြုတ်ကြတာကိုရင်ငုတ်ကျွမ်းကျင်သူလို့ချီးကျူးနေတယ်လို့ဖြစ်နေပါတယ်နယူကာဆယ်နဲ့ပွဲမှာဂါနာချိုကစားသွားတဲ့ flow ဆိုတာကိုချက်စီပိတ်သက်တွေကအထူးဆန်းလုပ်နေကြပါတယ်ဘောလုံးဆွဲပြီးတဲ့လူတယောက်ကိုချော်တယ်ပြီးတော့တတိယလူနဲ့တွေ့ရင်ပြတ်တယ်ဒါမှမဟုတ်ကန်သွင်းလိုက်ရင်ကိုသမားပိုက်ထဲကိုတန်းရောက်သွားတယ်မန်ယူပိတ်သက်တွေကတော့ဒီမြင်ကွင်းကိုမြင်ရင်အော်လာပြန်ပြီဒီဇက်ကွက်ဆိုပြီးတက်ပြင်းချကြမှာပါဘာဇက်ကွက်လဲဆိုတော့အဆင့်1ဘောလုံးရတယ်ပိတ်သက်တွေထအော်တယ်အဆင့်2အရှိန်နဲ့ဆွဲပြီးတယ်ပိတ်သက်တွေမျောလင်းချက်တက်လာတယ်အဆင့်3ခေါင်းငုံပြီးပြေးတယ်ပိတ်သက်တွေစိုးရင်လာတယ်အဆင့်4ဘာဆက်လို့ရမှမသိဘဲနဲ့ရောင်ဝါးဝါဖြစ်သွားတယ်ပိတ်သက်တွေခေါင်းကုတ်တယ်အဆင့်5အဆုံးသက်မသေးကြဘူးပိတ်သက်တွေဟာကနေអော်ပြီးတက်တစ်ခေါက်ခေါက်နဲ့ထိုင်ကုန်ပေါ်ပြန်ထိုင်လိုက်ရတယ်ဒါကိုချက်စီပိတ်သက်တွေကနယူကာနာချိုအသေးလို့ထင်နေတာကအဟာတပါပဲအနေအောင်ဂျာစီကနေအပြန်အောင်ဂျာစီပြောင်းဝင်လိုက်ုံနဲ့ကစားသမားရဲ့အုံနောက်ပါ upgrade ဖြစ်သွားတာမဟုတ်ပါဘူးဂါနာချိုရဲ့အကြီးမားဆုံးပြဿနာက decision making ဆုံးဖြတ်ချက်ချခြင်းပါသူကဘောလုံးကိုရရင် Ferrari ကားလို့အရှိန်နဲ့မောင်းထွက်သွားနိုင်ပါတယ်ဒါပေမဲ့ပြိုင်မဲ့ penalty area နောက်ရောက်သွားတဲ့အခါမှာသူအုံနောက်ထဲမှာ4 error ဒါမှမဟုတ် loading ဆိုတဲ့စာတန်းပေါ်လာသလိုပါပဲငါကန်လိုက်ရမလားငါပေးလိုက်ရမလားငါနောက်တစ်ယောက်ကိုထပ်ခောက်လိုက်ရမလားဆိုပြီးတော့အဲ့ဒီလိုမျိုးတိုးဝေနေတဲ့အချိန်ပိုင်းလေးမှာပဲနောက်ခံလူတွေကရောက်လာပြီးတော့ဘောလုံးကိုယူသွားကြတာပါတစ်ချက်တွဲပြီးပြေးတာက1-2ကောင်းပါတယ်လှုပ်တတ်ပါတယ်ဒါပေမဲ့ပြန်ရလာတဲ့ဘောလုံးကိုဘယ်နှပို့ရမလဲဆိုတာကတော့ Google Map ဖွင့်ကြည့်နေရတယ်လို့ဖြစ်နေတော့မှာပဲပုံသေးကားချက်တစ်ခုမှမရှိနေသေးတာကတကယ်ကိုအားနေချက်ပါတောင်မန်ကစားမကောင်းတယောက်မှတီးလျက်နဲ့တားမရတဲ့လက်နက်တစ်ခုရှိတင်ပါတယ်ဥပမာအာဂျန်ရော်ဘင်ဆိုရင်ညာဘက်ကနေအတွင်းကိုဆွဲဝင်ပြီးတော့ဘယ်ချင်တဲ့ကံမယ်ဆိုတာတကဘာလုံးကသိပါတယ်ဒါပေမဲ့ဘယ်သူမှတားမရပါဘူးဂါနာချိုကတော့အတွင်းကိုဆွဲဝင်လှုပ်ချင်တယ်ဒါပေမဲ့သူ့ရဲ့ကံချက်တွေကအားပြောလွန်တာဒါမှမဟုတ်တိကျမှုမရှိတာတွေကများပါတယ်ဒါကလေ့ကျင့်သင်ယူလို့ရတဲ့ formula ပါဒါပေမဲ့အဲ့ဒီ formula ကိုရဖို့ဆိုတာကနီးပြကောင်းကောင်းစနစ်ကောင်းကောင်းနဲ့အချိန်ပေးလေ့ကျင့်မှုလိုအပ်ပါတယ်လက်ရှိ Chelsea ရဲ့အခြေအနေနဲ့ဒါကဖြစ်နိုင်ပါမလားဂါနာချိုမှာ potential လားလာရှိတယ်ဆိုတာညင်းမရပါဘူးသူကမြန်တယ်ထက်မြက်တယ်တက်တိရှိတယ်ဒါပေမဲ့နောက်တစ်ဆင့်ထက်တက်နိုင်ဖို့ဆိုတာကတော့လက်ရှိ Chelsea သွားနေတဲ့ပုံစံရမဖြစ်နိုင်ပါဘူး Chelsea အသင်းဟာလောလောဆယ်မှာကစားသမားတွေကို upgrade လုပ်ပေးနေတဲ့နေရာမဟုတ်ဘဲရှိပြီးသားချိန်စွမ်းမှာပျောက်သွားစေနိုင်တဲ့ black hole တွင်းနဲ့ကြီးလိုဖြစ်နေပါတယ်ကစားသမားအသစ်တွေနီးပြပြောင်းလဲတွေကစားကွက်မတည်ငြိမ်မှုတွေကြားမှာဂါနာချိုလိုလမ်းကြောင်းပြသမှုလိုအပ်နေတဲ့လူငယ်တယောက်ဘယ်လိုလုပ်ပြီးတော့ level up ဖြစ်နိုင်ပါမလဲဂါနာချိုတိုးတက်လာဖို့ဆိုတာကသူ့ကိုတင် जा ပေးမဲ့နီးပြလိုအပ်ပါတယ်နံပါတ်2တိကျတဲ့ကစားကွက်လိုအပ်ပါတယ်နံပါတ်3သူကိုယ်တိုင်ကလည်းငါအကုန်သိတယ်ဆိုတဲ့စိတ်ကိုဖျောက်ဖို့လိုအပ်ပါတယ်အထူးသဖြင့် Ronaldo ယူနေတဲ့စိတ်ဖြစ်ပါတယ်လက်ရှိ Stamford Bridge မှာဒီအချက်3ချက်လုံးရှိနေရလားဆိုတာတန်တရားဖြစ်เสียပါချုပ်ပြောရမယ်ဆိုရင်ချက်စီပိတ်သက်တွေအနေနဲ့ဂါနာချိုကိုကြည့်ပြီးလက်မထောင်ခြင်းရင်အောင်ပွဲခံခြင်းရင်ဒီအချက်တစ်ချက်ပြည့်စုံလာတဲ့ထိဆောင်ပါအောင်အတွင်းကိုဆွဲဝင်ပြီးကရင်ဂိုးဝင်တာဂိုးသမားကာကွယ်ရတာမျိုးဖြစ်လာရပါမယ်ပိတ်သက်တွေစီကိုဘောလုံးလက်ဆောင်ပေးလို့မရပါဘူးဘောလုံးရတာနဲ့ဘာလို့ရမလဲဆိုတာစက်ရုပ်လို့တိကျလာရပါမယ်ဒီနှစ်ချက်ကိုမပြင်နိုင်သေးကတော့ဂါနာချိုဟာမန်ယူကဂါနာချိုတိုင်းပါပဲအပြာရောင်ဝတ်ထားတဲ့ Spectator without GPS လမ်းကြောင်းပြစနစ်မပါတဲ့အမြန်ရထားတစ်စီးဖြစ်နေဦးမှာပါဒါကြောင့်လူပေးကစားတက်လာပြီးဆိုတဲ့စကားနဲ့ကိုနှစ်သိမ့်နေကြတဲ့ Chelsea ပိတ်သက်ကြီးအဲ့ဒါကတိုးတက်လာတာမဟုတ်ပါဘူးမန်ယူမှာတုန်းကမင်းတို့တေချာမကြည့်ခဲ့လို့ဘာလို့ပြောချင်ရင်မန်ယူပိတ်သက်တွေကတော့ငါတို့လွတ်မြောက်သွားပြီဆိုတဲ့အပြုံးနဲ့ကြည့်နေကြပါကြောင်းထင်ပြလိုက်ရပါတယ်